အားလုံးပဲမင်္ဂလာပါဆိုဟိုတော်လောကထိုင်းနိုင်ငံမြောက်ပိုင်းမြန်မာပြည်နယ်စပ်မှာရှိတဲ့ Parrot Time ဆိုတဲ့ရွာလေးကိုရောက်ခဲ့ပါတယ်။အဲ့ဒီရွာလေးကိုတော့စုကချင်းမိုင်ဘက်ကနေပြီးတော့တွားခဲ့တာပေါ့နော်။လမ်းတစ်လျှောက်လုံးကအကွေ့အကောက်တွေအရမ်းများလို့ကောင်းမှုတက်တဲ့သူတွေဆိုရင်တော့ကောင်းမှုပြောက်စီဆောင်သွားမှအဆင်ပြေပါလိမ့်မယ်။ဒါပေမဲ့ဒီရွာလေးကနေရောညပါအရန်ကိုလှတယ်ရွာကိုရောက်သွားတာနဲ့ဒီနက်ပီကိုရောက်သွားသလားလို့ထင်ရအောင်လှတာမို့လို့မရောက်ရအောင်တော့တွားစီချင်ပါတယ်စုကတော့ဘာလို့ချင်းမိုင်ကဒုက္ခအကူမုံမြွန်နဲ့ချိတ်ပြီးတော့မှတွားခဲ့ရပါဆိုတော့ရွာလေးကိုရောက်ရင်ဘာလို့လုပ်ရလဲဆိုရင်အားလုံးတိကျတဲ့အတိုင်းပဲဒီမှာဆိုရင်လီစီးလို့ရမယ်ပြီးတော့တရုတ်ရိုးရဝတ်စုံလေးဝေးပြီးတော့မှတပ်ပုံရိုက်လို့ရမယ်ပေါ့နော်အဲ့လိုရိုးရဝတ်စုံလေးရိုးငါးပြီးရဲ့ဆိုင်တွေကလည်းအများကြီးကိုရှိပါတယ်အဲ့ဒီဆိုင်လေးတွေမှာဒီမဲ့သူတို့ကသပင်ပြင်ပြီးတယ်အဲ့ဒီဝတ်စားဘယ်လိုဝေးရမလဲဆိုတာသင်ပြပေးရပေါ့နော်ရေကန်လေးကကြတော့ရေချိုကန်ဖြစ်နေရောပေါ့နော်မနက်ပိုင်းဆိုလို့ရှိရင်ရေခိုးရေငွေလေးတွေထွက်နေရလေးကအရှမ်းကိုလာတယ်ဆိုတော့သွားတော့ကဒီအခိုးငွေတိတ်မတွေ့ကြရအောင်အတိုင်းပဲလာရပေါ့နော်ညဘက်မှာဆိုရင်လည်းသူကဟိုတယ်တွေကထွက်တဲ့မီးရောင်လေးတွေမီးပုံးလေးတွေမီးရောင်လေးတွေနဲ့တကယ်ကိုမှအရှမ်းမိုက်ပါတယ်Parrot Time ကိုသွားမယ်လို့စဉ်းစားရပေါ့နော်စစတင်စုတဲချင်တာကဒီလက်ဖက်ကင်းချားမှာရှိတဲ့ဘန်ဂလိုလေးတွေမှာတဲချင်တာဒီဘန်ဂလိုလေးတွေကသူကမြေသားနဲ့ကြည့်ပဲစောက်ထားတဲ့ဘန်ဂလိုလေးတွေပေါ့နော်အဲ့တော့အရန်စိတ်ဝင်စားရအရန်တဲချင်ခဲ့ဒါပေမဲ့ booking မရတာကြောင့်တခြားမှာပဲတဲခဲ့ရတယ်ပေါ့နော်ဒါပေမဲ့ဒီထဲကိုတော့ဝင်ကြီးပေးပြီးတော့မှတပုံဝင်ရိုက်လို့ရပါတယ်အဲ့လိုတဲခဲ့ရလဲပို့ပြီးတော့မှဆင်ပြေသွားတယ်ပေါ့နော်ဘာလို့လဲဆိုတော့တဏီကုံရွာထဲမှာလမ်းပတ်ချောက်ပြီးတော့ဒီတောင်အမြင့်ရွတက်ပြီးကိုအခန်းကိုပြန်မယ်ဆိုရင်အရန်ပင်မမယ်ဆိုပြီးတော့မှကိုပဲဖြည့်သိမ့်လိုက်ပါတယ်အဲ့တော့စုတဲကဟိုတယ်ကတော့ဒီဒုက္ခအကူbooking လုပ်ပေးရဲ့နီးဟောင်ဆိုတဲ့ဟိုတယ်လေးပါသူကတရုတ်ဟိုတယ်လို့ပြောရမလားပေါ့နော်အဲ့ဒီဟိုတယ်လေးကလည်းအရန်ကိုမိုက်ပါတယ်သူသဘောကျတဲ့နေရာလေးတစ်ခုပေါ့နော်ခန်းထဲဝင်သွားလိုက်တာနဲ့သူကရေကန်တဲ့ view ကိုအနီးကပ်ဆုံးမြင်ရတယ်အခန်းရဲ့အပြင်ဘက်မှာဆိုလို့ရှိရင်ညကြလို့ရှိရင်တငယ်ချင်းတွေနဲ့ထိုင်ပြီးတော့အာလူဖုံမလားဒါမှမဟုတ်မနက်ခင်းစာစားမလားပေါ့နော်ဒီနေရာလေးမှာcharacter ပုံစံမျိုးလေးလောက်ထားတော့အရန်အဆင်ပြေရဲ့ပြီးတော့သူတို့ရှိမှာပေါ့နော် service အနေနဲ့ပေးတဲ့မုံနေဆိုတာလည်းစားလို့ကောင်းတယ်အဓိကပေးရတဲ့ဈေးနဲ့အရန်ကိုတန်တဲ့ service ကိုရခဲ့ရပေါ့နော်ဒီ hotel လေးထဲမှာပဲဆိုတော့တပ်ပုံတွေအများကြီးရိုက်ခဲ့ရပါတယ်အဲ့တော့သဘောကျမိရပေါ့နော်ဒီမှာဘတ်ထက်လည်းပါတယ်မနေ့ကင်းစာဆိုရင်သူကဒီလိုပုံစံလေးကြွေးတာပါအဲ့တော့ဒီရွာလေးကတော့မဖြစ်မနေသွားလဲတင်တယ်လို့ပြောရမယ်ပေါ့နော်ဒီလိုမျိုးကားလေးတွေနဲ့ပတ်ပြီးတော့မှစီးလို့ရတယ်လှေလေးတွေစီးမယ်ပြီးတရုတ်ရွာဝတ်စုံလေးတွေနဲ့တပ်ပုံရိုက်မယ်ပေါ့အဓိကဒီနေရာကိုကြတော့တော်တော်များဘယ်လိုလဲကြလဲဆိုတော့ပိုင်ရဲ့မဲဟောင်ဆောင်တို့နဲ့အတူတူတွဲပြီးတော့မှလဲကြရပေါ့နော်အဲ့တော့စုနောက်ထပ်ဗီဒီယိုတွေမှာဆိုလို့ရှိရင်စုဒီနေရာနဲ့တူတူတွားပြီးတော့မှလဲခဲ့တဲ့ပိုင်မျိုးအကြောင်းရောပြီးတော့စုတွားခဲ့သမျှထိုင်းနိုင်ငံမြောက်ပိုင်းခရီးတွေမှာသဘောကျဆုံးဟိုတယ်တစ်ခုရှိရပေါ့နော်အဲ့တော့အဲ့ဒီဟိုတယ်လေးအကြောင်းကိုပြပြပေးပါမယ်ဒီလိုမျိုးဗီဒီယိုတွေနဲ့ရှိုက်ပြီးတော့ပြဖို့အတွက်စီစဉ်ထားတာမျိုးမရှိတော့ဗီဒီယိုတခြားလေးတော့မရိုက်ခဲ့ရဘူးပေါ့နော်ဒါပေမဲ့အားလုံးပဲကြည့်ရစီပေးမယ်လို့ထင်ပါတယ်Parrot Time ကိုတွားလေချင်လို့လာပြီးတော့မေးချင်တဲ့ဒီစိတ်တည်ချင်နေဆိုရင်တော့စုကိုလာမေးလို့လည်းရတယ်လို့စုတွားခဲ့တယ်ဘာလို့ချင်မိုင်မှာလဲတွားပြီးတော့မေးလို့ရပါတယ်ကဲဒါဆိုနောက်ဗီဒီယိုမှာပြန်တွေ့မယ်နော် bye bye